哦，妈耶！哎，看这里路也几个地方，古毛个肉啊，要哪个肉？他听他这样说呢的。可以，哎，不是没想给味道哦。没有，见没哩？啊，不，那个肉呢，我搞不明白。啊，他没弄看到呗，修出来的，啊，他们摘的，喏。那个肉呢，不是那主要为咩的，主要变那个，那个肉呢，把没有没有的，那为啥我肉嘛啦？卤个肉嘛，卤个。把没有那个。啊，妈妈，你这老说压的，好了，可以了，一年多买。哎，完了不？这嘛个肉来压的。哦，没弄那修出来的，哎，用个肉嘛，卤个肉嘛。哦，卤个肉嘛。卤个肉嘛，个肉来压的，你这个肉比较比较嘛，好的嘛。比较高。你哩嘛，买药不喏？大概我之前没弄干呢，把那个笔记啊，大概我之前没弄干呢，我要买药，我把说卡米加先开了吧，个肉你的，老几的？ရှေ့လူငယ်တွေကလူကြီးကိုကြောရင်လက်အုပ်ချပြီးကြောရတယ်လေအခုများရှင်းရိုးဆွဲကြီးမကြိုက်ဘူးမဲ့လို့ကျွန်တော်လက်အုပ်မချတာမင်းကကတိကတဖြစ်သွားပြီကြောတော့လက်အုပ်ချရမယ်လေကွာဒါနဲ့တော့မဆိုင်ဘူးလေကွာမကြိုက်မှဆိုလို့ပါကြိုက်ပါတယ်ကြောတော့မင်းလက်အုပ်ချရမှာပေါ့ခါမင်းလေအဲ့ဒါဆိုပြီးရောစိတ်ရကြောနဲ့ဒုက္ခတိုင်ကန်မကြည့်ကန်မနာကန်နဲ့စကားပြီးမှခွင့်လုပ်ပြပါအေးတာရုမိဘဆင်မကုန်ကြီးစီးတဲ့ငန်းကြီးလေးကျမ်းမာလေးချမ်းသာလေးတာရုအောင်တလုံးနဲ့သူများတွေသုံးခုခေါ်တယ်ကွာငါတခွန်းနဲ့ခေါ်တယ်အရေးကြီးကတာရုဆိုတာကောင်းလေးဆိုတာပဲဒါပဲလေဟုတ်တယ်မလားမြန်မာအရာပြောရင်ပါဠိလိုဆိုရင်တာရုဟုတ်လားမြန်မာလိုအနဲ့ပြန်လိုက်ရင်ဒါကောင်းလေးဆိုတာဒါပဲလေပြီးဟုတ်တယ်မလားဟိုကျွန်တော်ရတာရုဆိုတော့အကိုရတခွန်းနဲ့ခေါ်တော့နည်းနည်းဆန်းသွားတာပါနည်းခွန်းခေါ်ပြလိုက်ညတခွန်းပြန်ပူတော့ပြန်နှစ်ခွန်းမဲခေါ်ကြပါတယ်ကျွန်တော်ပြန်နှုတ်ပေးလိုက်ပါမယ်တာရုဒါဆိုတည်ဖြစ်သွားတော်ထိုင်ရလေရတယ်ကိုပြဿနာမရှိဘူးဒီမှာပဲနေအကိုကြီးလာအချက်လည်းလမ်းမကောင်းတော့လမ်းဟုတ်တယ်လမ်းမကောင်းတိုက်စီငားလာတာဒီထဲလမ်းဝင်လို့မရဘူးဆိုတော့လေအဲ့ဘေးတွေကလည်းထပ်ငားပြီးငားမှာဗောဒီလမ်းကိုဘေးတွေနဲ့လာတယ်လို့ဖြစ်နေပြီဟုတ်တယ်ကားရတယ်ပြောတော့လောက်ကုန်သွားသေးတယ်ကုန်ပါ2000ခွဲလောက်ကုန်2000ကုန်မှာဗောမင်းဒါကြောဆိုအဲ့လိုပဲကုန်နေကွာတော့ပြဒီဥစ္စာတွေကိုသူ့ကြီးသွားဝက်ခိုင်းလိုက်သေးတယ်သွားဝက်ခိုင်းလိုက်တော့လေ3000လားမုတ်ကြီးပဲ3000နေနေဆို9000ခွဲ6000လောက်9000ခွဲ6000လောက်ကိုကုန်တော့ဗောကြောလည်းဆိုဒီလိုပဲကုန်နေအေးကဲသွားကြတော့ငါညီနေအကုန်လုံးနေပူပြီးတော့အကုန်လုံးဖြားနာကျွန်တော်တဲ့ပဲပြောတော့မယ်ကွာဒီလိုရကြီးခါကြီးမှာကိုလူကြီးသူမကိုလာကြောတယ်ဆိုရဲဗျာမဟုတ်ဘူးကတော့ပေးရမှာပေါ့ဒါကလည်းထုံးလန်းစင်လာပဲခါယူကိုလည်းအတိတ်ပဲမရှိတာမဟုတ်တော့ယူထားပြီးတော့ပြန်ကြဆိုတော့အေးအဲ့ဒါရှေးဦးဆွဲတွေပဲဒါမင်းတို့မကောင်းတဲ့စနစ်မကောင်းတဲ့စိတ်ဘယ်ကုသိုလ်လည်းမရမင်းတို့ကငါ့ကိုလာကြောနဲ့မလို့လာရောင်းတယ်လို့ဖြစ်နေဟုတ်တယ်မလားအဲ့လိုမဟုတ်ပါဘူးကျွန်တော်လည်းဒီရကြီးခါကြီးငါပြပြမယ်မင်းတွက်လာလိုက်မယ်ကွာမင်းတွက်လာလိုက်မယ်မုတ်က3000လမ်းစိတ်က2000ခွဲဆိုရင်9000 5000ခွဲဟို1000ငါတသိန်းခွဲလောက်မြန်အကိုကြီးကငါ့ကိုမဟုတ်ပေးလိုက်လို့ရှိရင်ငါ9000ခွဲရမယ်9000ခွဲရရင်ဟိုကောင်ငါဘယ်လောက်ပေးမယ်ဟုတ်တယ်မလားအဲ့ဒါမင်းတို့တွက်လာတာသူဘလို့သိလဲချောင်းငယ်ကြည့်နေချောင်းကြည့်တာမဟုတ်ဘူးသိစရာလည်းမလိုအဲ့ဒါငါငယ်ကလုပ်ခဲ့တာလေနော်အကိုလည်းအဲ့ဒီထုံးစံသိကိုအဲ့တော့မကြိုက်တာလေအဲ့တော့ယူမကြိုက်တာမိဘတွေကိုလာပြီးတော့ရောင်းတယ်လို့လူကြီးသူမတွေကိုလာရောင်းတယ်လို့ဖြစ်နေကုသူလည်းမရဘူးကွာဟုတ်တယ်မလားအဲ့ဒါလူငယ်တွေအလူမားနေလို့ရေးလိုက်လွဲနေလို့ပြောတာကဲရမောက်ရပြီမပေးနဲ့တော့အကိုဒီရရတဲ့ဟာတွေကိုလည်းကျွန်တော်ကလာကြောတယ်ရှေ့လူကြီးတွေဆိုရင်ကျွန်တော်ကြောပြီးပြန်ဝင်မုတ်ထားခဲ့ရတယ်လေထားခဲ့တဲ့ခါကျသူတို့ကပြီးစားတယ်လေဒါရှေ့ဦးဆိုတဲ့ပါနေတယ်ဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့ကြောပြီးသွားပြီအဲ့တော့ရှေ့ဦးဆိုမဖြစ်အောင်လို့အခုဘယ်သူမှမလုပ်တဲ့အတိုင်းအတာတစ်ခုနေနဲ့လူကြီးကိုကြောပြီးသွားရင်တို့ကစားတယ်ဟုတ်တယ်လားအဲ့တော့လူကြီးမကိုင်းနဲ့တော့သားရအောင်တော့မိုင်းကြဟမ်ရှေးရိုးသွားဖြစ်မှာဆိုလို့နော်ပေါ်ပြီးနဲ့တောက်လို့ရအောင်ရှင်တွေမမလို့နော်ဘယ်လိုလဲကျွန်တော်အေးရောက်နေမှာဆိုလို့မရောက်ပေါ်ပြီးနဲ့နော်အမဖောက်ဘာကလဲဘာလို့ရောက်ကြလဲမိုင်းမလေးပြအောင်မနော်ရငါမင်းပတ်တဲ့သုံးတော့ငါအိမ်ရောက်ပြီးမယ်ကွာရတော့အိမ်တော်ရောက်ပြီးပြေးရမှာအော်ဘလို့ပြန်ဖြစ်သွားလဲကွာ